အဖိုးအိုဟာလက်အယောင်ပလဲကိုရင်ခွင်ထဲမှာတင်းတင်းပွေးပိုက်ထားရင်ရေပေါ်ကိုအမြန်ဆုံးပြန်တက်လာခဲ့တယ်။ဒါပေမဲ့ကမ်းခြေရုပ်တော့သူမြင်လိုက်လာတဲ့မြင်ခွင်းကရင်သာစရာကြီးပြ။တစ်ပင်ကြီးကတဖြည်းဖြည်းညှိုးနွမ်းချောက်သွေ့နေပြီးနှစ်သမီးလေးကတော့အလင်းရောင်နေမိန်ဖို့ပြီးမြေပြင်ပေါ်မှာလဲလျောင်းနေပြီ။သူမရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းလေထဲမှာပျောက်ကွယ်တော့မလို့ဖြစ်နေတာပေါ့။သမီးလေးအဖိုးရောက်ပြီးအဖိုးပလဲကိုယူလာနိုင်ပြီ။အဖိုးအိုကအော်ပြိုးရင်ပလဲကိုနှစ်သမီးလေးရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲလာရောင်ပလဲကနေစူးရှာတောက်ပတဲ့အလင်းတန်းတွေထွက်ပေါ်လာပြီးတစ်ပင်ကြီးရဲ့ဒဏ်ရာကိုကုသပေးလိုက်တာပေါ့။၆သွေးနေတဲ့တီရတီကချက်ချင်းဆိုသလိုပြန်လဲစိမ့်ဆူလာပြီးတစ်ပင်ကြီးကအရင်ကထက်တောင်ပိုပြီးဝေးဝေးဆဆဖြစ်သွားတယ်ဗျာ။နှစ်သမီးလေးလည်းအားရင်တွေပြန်ပြေးလာပြီးသူမရဲ့အလှတွေဟာတွေပြန်လဲဝန်းပါလာတော့တာပေါ့။သူမကအဖိုးအိုကိုချွပြီးကျေးဇူးတင်တဲ့မြတ်ဝင်းတွေနဲ့ပြုံးပြတယ်။အဖိုးရဲ့သစ္စာတရားကကျမကိုရောဒီတစ်ပင်ကိုရောကဲတင်လိုက်တာပါအဖိုးပဲခဲရတဲ့ဆွဲချိုးနည်းအတွက်ကျမစိတ်မကောင်းပါဘူးအဖိုးကပြုံးရင်းရပါတယ်သမီးရဲ့အဖိုးကတော့အထီးကျန်တဲ့ဘဝမှာသမီးကိုကဲတင်ခွင့်ရတာနဲ့တင်ကျေနပ်ပါပြီလို့ပြောတာပေါ့အဲ့ဒီအချိန်မှာပဲရေအောက်ကရေပဝေးကြီးပေးလိုက်တဲ့အဖိုးရေဆွဲချိုးလီကနတ်သမီးလေးရဲ့လက်ထဲမှာရုတ်တရက်ပြန်ပေါ်လာတယ်ဗျာနတ်သမီးလေးကအဖိုးကိုအန်အောစရာလက်ဆောင်တစ်ခုပေးလိုက်တယ်အဖိုးရဲ့ဖြူစင်တဲ့စိတ်ကြောင့်ဒီဆွဲကြိုးလေးကိုကျမပြန်တောင်းပေးထားပါတယ်။ပြီးတော့အဖိုးအခုကစပြီးဘယ်တော့မှအထီးကျန်းတော့မှာမဟုတ်ပါဘူး။နတ်သမီးလေးကသူမရဲ့တကိုးနဲ့အဖိုးရဲ့တဲ့လေးကိုတက်ရက်လှပတဲ့အင်္ဂလိပ်တစ်လုံးအဖြစ်ပြောင်းလဲပေးလိုက်တယ်။အဲ့ဒီနေ့ကစပြီးအဖိုးကငါးဖန်ထုစရာမလိုတော့ပဲနတ်သမီးလေးပေးတဲ့ထူးဆန်းတဲ့တစ်တီးဝက်လန်နေငယ်တက်တောင်တက်တာနေထိုင်သွားနိုင်ခဲ့တာပေါ့။ရွာသားလေးလည်းအဖိုးအိုနဲ့နတ်သမီးလေးရဲ့တကိုးကိုကြောက်ရွံ့ယူသေးသွားကြပြီးအဲ့ဒီတစ်ပင်ကြီးကိုဘသူမှဖျက်ဆီးရဲကြတော့ဘူး။ညနေဆောင်ရီအဖိုးအိုနဲ့နတ်သမီးလေးဟာတစ်ပင်ကြီးအောက်မှာထိုင်ရင်ပင်လေပင်ကြီးကိုကြည့်ကပျော်ရွှင်စွာနေထိုင်သွားကြပါတော့လေဗျာ